ဒီတိုင်းဆိုရင်မနိုင်နိုင်တဲ့အချိန်တွေရှိပေမဲ့အွန်လိုင်းဆန်လာကြည့်မယ်ဆိုတော့ဗန်တေချာပေါက်ပန်တို့ကြောင့်နိုင်မှာပါဂျိုရှွာဗန်ကတော့ဘဝမှာစူးစမ်းမှုတွေကြောင့်ကံကောင်းခြင်းတွေနဲ့ဘဝလှနေတဲ့အချိန်အခုတစ်ခါမှလည်းပဲကိုယ့်ရဲ့ professional ဘဝမှာထပ်ပြီးတော့ကံကောင်းပြိုင်မယ်ဖြစ်ပါတယ်အဲ့ဒီကံကောင်းခြင်းကတော့လာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာထိုးကြမယ်သူနဲ့ပန်တို့ဂျာတို့ရဲ့ခပတ်လူပွဲကိုကျွန်တော်တို့ရဲ့ကန်တွင် fighter ကြီး online instant တယောက်လာပြီးတော့ကြည့်သွားမယ်ဆိုလို့ပါပဲ online instant ကမင်းတော့ဘာတော့ကြည့်ဖို့တော့ငါမစောင့်နိုင်တော့ကွာငါတို့လည်းမင်းကိုချစ်တယ်အဲ့ဒီကြောင့်လို့မင်းအနိုင်ရမယ်ဆိုရင်လေမင်းတို့အောင်ပွဲခံသွားပါကွာအဲ့ဒီကြရင်မင်းပွဲကိုငါလာကြည့်မယ်ဂျိုရှွာဗန်ဆိုပြီးတော့သူ့ရဲ့ Facebook အကောင့်ကနေပြီးတော့ရေးတင်လာခဲ့တာပါနောက်ပြီးတော့ online ဆန်ဗန်နေမကပဲနဲ့ဗန်ရဲ့မိသားစုဖြစ်သူတွေနဲ့ပါအတော်လေးကိုရင်းနှီးမှုရှိပါတယ်ဗန် online ဆန်ဟိုတုန်းကအိမ်မှာထမင်းလာစားဖို့တော့ဖိတ်ခေါ်ခဲ့ပူပါတယ်အဲ့ဒီမှာ online ဆန်ကဗန်ပေါင်ရင်ဗန်ရဲ့မိခင်ဖြစ်သူနဲ့ပါရင်းနှီးမှုတွေရယူခဲ့တာပါဒီရောတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် online ဆန်ကမြန်မာပြည်သက်တွေရဲ့ကိုစားဗန်ကိုကိုင်းနေစီကိုသွားပြီးတော့အားပေးမှာဖြစ်ပါတယ်ဒါကြောင့်ပြည်သက်တွေကလည်းဒါနဲ့ပတ်သက်ပြီးတော့အတော်လေးပဲအားရနေကြပါတယ်ဘာလို့လဲဆိုတော့ပြည်သက်တွေကဒီလိုပဲဖြစ်စေချင်တာကြောင့်ပါနောက်ပြီးတော့ဗန်နဲ့အောင်လာတို့ဆိုတာကမြန်မာပြည်ရဲ့တကယ်ကိုအထင်ကရကဘာကျော်ပုံကိုယ်တွေပါလက်ရှိအထင်ကရတွေမဟုတ်ဘဲနဲ့မြန်မာသမိုင်းရဲ့အထင်ကရလူသားတွေလည်းဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့လိုလူသား2ယောက်စီးလုံးနေတဲ့မြင်ကွင်းကပြည်သက်တွေအတွက်ကတော့တော်တော်လေးကိုကြည်နူးကြကောင်းပါတယ်ဗန်လေးအောင်လာအဆောင်အကိုတယောက်လိုချစ်ခင်တယ်လို့အောင်လာအဆန်လည်းပဲဗန်ကိုညီရင်းပမာတယောက်လိုမျိုးချစ်ခင်တာပါနောက်ပြီးတော့အောင်လာအဆန်နဲ့ဗန်တို့ကလည်းအတူတူလေးကျင်ကြဘူးပါတယ်ဒါကြောင့်သူတို့ရဲ့ဆက်ဆက်ရေးရင်းနှီးမှုကြီးကတကယ်ကိုညီကိုရင်းချပမာပါပဲနောက်ပြီးတော့ online ဆန်ကဗန်လိုမျိုးငယ်သေးရဲ့လူငယ်တယောက်ခက်ခဲအခြေအနေရနေပြီးတော့အခုလိုမျိုးထွန်းပေါက်လာတာကိုမြင်တော့အတော်လေးအားရနေတာပါပါတယ်နောက်ပြီးတော့ဗန်ကိုရိုင်ကိုကလည်း UFC လိုမျိုးကမ္ဘာနံပါတ်1 MMA အဖွဲ့အစည်းမျိုးကကမ္ဘာကျော် fighter တယောက်ဆိုပေမဲ့လည်း One Champion ရှိရဲ့ဂန်နိုဝေပဲဖြစ်ခဲ့တဲ့ online ဆန်ပေါ်မှာလေးစားမှုလည်းအပြည့်ရှိပါတယ်ဒါကြောင့်ပဲလေးစားတဲ့သူနဲ့လေးစားထိုက်တဲ့သူတို့တွေ့သွားတဲ့အခါမှာသူတို့ရဲ့ဆက်ဆံရေးကလှပသွားတော့တာပါနောက်ပြီးတော့ပန်ဒိုဂျာနဲ့ပွဲမှာဆိုလို့ရှိရင်လည်းပန်ဒိုဂျာကဗန်ကိုချီလဲချီကျူးသလိုလေလဲတိုက်ထားတယ်ဆိုတဲ့အတွက်ဗန်အနေနဲ့ကလည်းတော်တော်လေးကိုပြင်ဆင်ထားဖို့တကယ်ကိုပဲလိုအပ်လို့နေပါတယ်နောက်ပြီးတော့သူနဲ့ရင်ဆိုင်ရမယ့်ပွဲကလည်းတကယ်ကိုလည်းမလွယ်တဲ့ပွဲဖြစ်လာမယ်ဆိုတာကိုလည်းပန်ဒိုဂျာစကားလုံးတွေနဲ့ပြောထားပြီးပါပြီဒီတော့ကြီးမားလုံးနဲ့စိန်ခေါ်မှုမျိုးနဲ့ရင်ဆိုင်ရတော့မယ့်ဂျိုရှွာဗန်တယောက်ဘယ်လိုမျိုးပလန်အနေနဲ့ပွဲကိုရင်ဆိုင်သွားမလဲဆိုတာကတော့တော်တော်လေးကိုပဲစိတ်ဝင်စားဖို့ကောင်းပါတယ်တေးကြတာတော့ဒီဘွဲမှာအောင်လာဆန်ဗန်အတွက်မြန်မာပြည်သူတွေရဲ့ကိုစားကွင်းထဲမှာရှိနေပေးမှာဆိုတဲ့အတွက်ကြောင့်မလို့သူ့ရဲ့တီးရှိနေမှုကတစ်ဖက်ကရင်ဆိုင်ရမယ့်သူတွေအတွက်ရင်ဆိုင်နိုင်စေမဲ့ခွန်အားပါပဲဒီတော့လာမယ့်ပန်ဒိုဂျာနဲ့ပွဲမှာကျွန်တော်တို့နိုင်ငံရဲ့လက်ရှိဂုံဆောင်ဖိုက်တာလေးတယောက်ဖြစ်တဲ့ချင်းလေးဗန်တယောက်တော့အနိုင်ရဖို့တကယ်ကိုပဲမျှော်လင့်ပါတယ်ဗန်သာနိုင်ရပြီးတော့ခပ်ပက်ရသွားခဲ့မယ်ဆိုရင်တော့မြန်မာလူသားသမိုင်းတစ်ခုလုံးကလည်းတော်တော်လေးကိုလှပသွားမှာမလို့ပါဒီတော့ဂျိုရှွာဗန်တယောက်ဘယ်လိုမျိုးတွေနဲ့ပွဲထွက်လာမလဲပရိသတ်ရဲ့အမြင်တွေကရောဘယ်လိုရှိမလဲ